真的老粗的。ဒီကအော်မအလုပ်တွေလုပ်လာတာမြေကွင်းတွေတော့ညူတယ်လို့မအလုပ်တွေအများကြီးပဲပုံမရှိဘူး တပည့်လည်းငါပြလည်းဟုတ်တယ်ငါအဲ့တွေ့နေရသေးလားငါအဲ့ဒါကြီးကိုစိတ်ပြက်တာပဲကိုယ့်ကိုလေးသိရမလားငါ့ကိုဘလို့ထင်ကြမလို့ငါ့ကိုဗလားကြီးပြောနေကြမလို့အဲ့ဒါကြီးပဲတွေ့နေအဲ့ဒါလည်းပေါ့ညောင်းပဝင်းကြီးကိုကောင်းချင်းချဲ့နေနေဘာမှတော့မှရှေ့ဆက်လို့ရမှာမဟုတ်ဘူးသိလားနေလုံးဆက်ရှိတဲ့ဥစ္စာကိုလို့ကိုလုံးတဲ့လောက်ရကဒီမှန်နေဖို့ပဲလိုရသိလားသူများကဂယူမဆိုင်ဖြစ်နေနင့်ကိုနေမှဂယူဆိုင်လိုက်ပြီးတော့ငါဘလို့ဖြစ်နေအောင်ဆိုတော့ငါနဲ့သူများနဲ့ကိုတော်တော်ပြီးရှင်းနေရသေးတယ်မလားသူတို့ကဘာဖြစ်သွားပြီငါဘာမှဖြစ်သေးဘူးဆိုပြီးတော့အဲ့ဒါနဲ့တယ်အဲ့လိုမျိုးသွားရှင်းလို့မရဘူးသိလားဖြစ်ချိန်တန်လာမှတချို့ကိစ္စအကြောင်းအရာတွေဆိုတာကွာနင်းဘက်ကဘလောက်ကြီးပဲစူးစမ်းနေစေနင့်မှာဖြစ်ချိန်တန်မဲ့အချိန်ဆိုတာရှိတယ်နဝင်းကြိုက်တဲ့အချိန်ဆိုတာရှိတယ်ကွာအဲ့လိုမျိုးအချိန်ကိုရောက်လာပြီဆိုမှနင့်ရဲ့စူးစမ်းသမျှအရာအားလုံးကဟုန်ကနေထတောက်တာမျိုးရှိတယ်တယောက်နဲ့တယောက်ကကန်စားတာချင်းမတူဘူးသိလားသွားပြီးတော့လည်းရှင်းလို့မရဘူးနေရာနေမယ်သူကသူပဲအဲ့လိုမျိုးသွားရှင်းလို့ရှိရင်မတိစိတ်ကတော်တော်ရှင်းနေအောင်ငါပဲဆိုတာကိုအတိစိတ်ကတည်တယ်မတိစိတ်ကတော်တော်ပြီးရှင်းပြီးတော့ကိုကလည်းကိုကောင်းကြိုက်နေရလို့ဖြစ်အဲ့လိုဘေးက